Hello, ano mo yung labat siya doon? Hello, ano mo yung labat siya doon? At ang lang, huwag na. 31 တလ2026စနေနေ့ညဆိုတာယနေ့ညကိုပြောပါတယ်ယနေ့ည9:00နာရီတီမခင်အချိန်ကိုတိကျပါတယ်9:00နာရီဆို9:00နာရီတီမှာ line တက်ပေးပါမယ်ဒါရိုက် live လွှင့်ပါမယ်စာရွက်နဲ့ဘောပင်နဲ့ယူလာပေးကြပါဘာဖြစ်လို့ဆိုမခင်က formula မခင်ကအဓိက formula အထူးပြောပြပါမယ် formula တွေပြောပြပါမယ်မှတ်သားစရာအချက်လေးတွေပါကြိုတင်ဥစ္စာလေးတွေပြောပြပေးပါမယ်အဲ့တော့အချစ်များစွာဖြင့်928ချစ်တို့ရဲ့တူရီ mm ခင်ပါအဲ့တော့ဒီနေ့ညတော့ချစ်တို့ရေယနေ့ညကြိုတင်ပြီးတော့လဲပြောထားတယ်ဆိုတာတော့ကြောင့်တချို့က live နဲ့ဟာဗီဒီယိုရှာမတက်ဘူးဘာမှလဲဘဲမှမတင်ဘူးလားအမြဲလာမေးပါတယ်အဲ့ဒါကြောင့်မို့လို့ပါဒီနေ့ည9:00နာရီတီမွားခင်ကအရန်ချိန်တိကြတယ်နော်ချစ်တို့လာမဆိုလာဟဲ့လေပြန်လာခဲ့မယ်ပြောတဲ့သူကြီးရဲ့အတန်းဝင်တော့မယ်ဒါပေမဲ့တပတ်တစ်ခါ line တက်မယ်ဂရိပေးတာတော့တက်လိုက်ပါအောင်နော်ကျမကြီးကိုကုနေပါတယ်ကျမကြီးအထူးကောင်းမွန်တဲ့အခါကျအရင်လိုပဲနေ့စဉ် daily လေးတွေပြန်လဲပြီးတော့တင်ပေးမိဖြစ်တဲ့အကြောင်းကြီးညာပေးပါတယ်ရှင်မကြပါဘူး daily ပြန်တော့တက်လာဖို့စူးစမ်းနေပါလေနော်လောလောဆယ်ကတော့ဟိုကျမကြီးတော့ချောင်းဘက်လိုက်ရင်တော့ချောင်းဘက်ကုနေရတခုဖြစ်နားပြီးတော့ချောင်းဖြစ်သွားတယ်အဲ့ဒါပြီးရင်အရင်လိုပဲdaily ဆက်ကွက်နေတိုင်းပါညာတရကဝမ်းချင်းပေါ်ညာတရကကီအဲ့လိုတွေပြောပြပေးမယ်တခုတော့ရှိတဲ့ချစ်တို့အနေနဲ့အမှားမှန်လေးလက်ခံပေးမှာဖြစ်မယ်အချိန်တိုင်းပေါက်ပြီးနေတိုင်းလုပ်ချင်တော့အဆင်မပြေဘူးသူကအမှားမှန်ဆိုတာရှိပါတယ်နော်အားလုံးချစ်ပါတယ်ရှင်ယနေ့ည9:00နာရီတိတိမှာမခင်ရဲ့ live ကိုဒါရောက်ကြပါဖိတ်ခေါ်ပါရှင်